ကိုလိုချင်တယ်လို့လက်သေးနီလေးတုပ်ပြီးတော့ဒီလိုလက်ကလေးကိုထက်ကလေးကိုပဲလေ Franco Man သူမျိုးဆိုလဲဒီလိုလေးထည့်လို့ရတယ်နော်ဒီလိုလေးထည့်လိုက်အရာလေးကတန်းပြီးတော့ရှိတယ်အရင်တော့တမထိုးနဲ့သူကပဲ့သွားတတ်တယ်နော်ဒီဟာက stamina လက်သေးနီနော်သူကဆီလီကွန်သုံးထုပြီးတော့မှသူကအသုံးပြုရတာဒီမှာလေကိုလိုချင်တယ်လို့လက်သေးနီလေးတုပ်ပြီးတော့ဒီလိုလက်ကလေးကိုထက်ကလေးကိုပဲလေ Franco Man သူမျိုးဆိုလဲဒီလိုလေးထည့်လို့ရတယ်နော်ဒီလိုလေးထည့်လိုက်အရာလေးကတန်းပြီးတော့ရှိတယ်အရင်တော့တမထိုးနဲ့သူကပဲ့သွားတတ်တယ်နော်သူရဲ့ဟာလေးပဲ့သွားတတ်တယ်သူ့ကိုသုံးမယ်ဆိုလို့ရှိရင်ဒီမှာ stamp ပြလို့မယ်ပြီးလို့ရှိရင်သူ့ကိုချစ်တယ်ဒီချစ်တဲ့အပြားလေးလိုမယ်တခါရဲတွဲရက်ဝယ်လို့ရတယ်နော်ပြီးလို့ရှိရင်သူ့ကိုသုံးမယ်ဆိုရင်သူ့ရဲ့လက်သေးနီတီးတန့်လာတယ် stamp လက်သေးနီလို့မေးဝယ်လို့ရတယ်အဲ့ဒါနဲ့အခုသုံးပြမယ်နော်အခုကိုလိုချင်တဲ့လိပ်ပြဆွဲရမှာအရန်ကြာတယ်ဆိုတဲ့သူမျိုးတွေပန်းပွင့်ကိုလိုချင်တဲ့ဟာဆွဲရကြာတဲ့သူမျိုးတွေဆိုလို့ရှိရင်ဒီလိပ်ပြတစ်ကောင်ယူပြမယ်နော်အဲ့လိပ်ပြတစ်ကောင်ဆွဲမယ်ဆိုရင်စေကိုအနေတော်လေးချစ်မယ်ဒါအားကြီးလည်းမချစ်ချအောင်ဒီဟာနဲ့ဖိမယ်ကိုလိုချင်တဲ့လိပ်ပြတစ်ကောင်ရရင်ဒီမှာတင်မယ်တင်နာရေလေးနဲ့တခါလေးတန့်ရှင်းရေးလုပ်မယ်ရောင်စုံရှိတယ်အနီလည်းရှိတယ်အဖြူလည်းရှိတယ်အဝါလည်းရှိတယ်ငွေရောင်တွေပါလည်းလာတယ်နော်ဒါကသူ့ရဲ့အသုံးလေးဒါကသူ့ကိုပြန်ပိတ်တာ